ကလျာဏနဲ့ဝင်သူတော်စင်ပေါင်းလို့ရှင်ဖွားမြင်ပွင့်ဆံပြားရိတ်ခါမှတ်ရန်ကစုံလာပြေကျုံဆိုတဲ့ဤစာလင်္ကာအရာဘုရားလေးစုပွင့်သောတာရမန္တကဘာမှာဒီပင်ကလာဘုရားထံ၌ဂေါတမလောင်းလျာသူ့မိရာရှင်အသေးဟာနိယတဗျာဒိတ်ခံတော်မူခဲ့တာဟာလေကဆုံလာပြည့်နေပဲဖြစ်ပါတယ်ရှင်မဟာတက္ကရာ68ခုနှစ်မှာခမင်းတော်တုံရောဒနာမေတော်မာယာရီဝီတို့မှာဗုဒ္ဓလောင်းလျာသိဒ္ဓထကုမာရကိုဖားမြင်တော်မူခဲ့တာဟာလေကဆုံလာပြည့်တောက်ကြနေဖြစ်ပါတယ်ရှင်မဟာတက္ကရာ103ခုနှစ်မှာတပည့်ညွတ်တရွှေညာတော်ရရှိပြီးဖျားစင်စစ်ဧကံဖြစ်တာဟာလေကဆုံလာပြီဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်ရှင်မဟာတက္ကရာ148ခုနှစ်မှာမာလာမင်းတို့ရဲ့အင်ကြီးဥယျာဉ်၌ပရိနိဗ္ဗာန်ဇံဝင်တော်မူခဲ့တာဟာလေကဆုံလာပြီအင်္ဂါနေ့ပဲဖြစ်ပါတယ်ရှင်အဲ့ဒီဂုံဘုတ်တွေကြောင့်ကဆုံလာပြီနေ့ကိုဗုဒ္ဓနေ့လို့ပညာရှိသူတော်ကောင်းတို့ခေါ်ဆိုသမှုပြုခဲ့ပါတယ်ရှင်ဖွားမြင်ပွင့်ဆန်းဖြာရိတ်မြတ်ကိုရရှိကုန်ကြာရစိတ်ခတ်တဲ့လာပြီကစိုးအခါပြိတ္တာနဲ့ရာသည်ကျော်ဝိသခာနဲ့ခရက်မြခါတော်ကုန်စကားပန်းလေးသိပြန်ထုံဝိမုံပုပ္ဖဗုဒ္ဓနေလပြေကဆုံးသာသနာစီမီရမဝရီပြည်ကြီးရှုံးလဲဖျားဆုံးထိုးနဲ့အခါကျုံမြတ်ဖယားဒီပင်ကရာဒီသဇာကြီးလှဲ့နေဝုံစက်ချေဆုံးဝဲရီကိုတက်လေရမည်ပုံလောင်းမြတ်ပါရမီဖြေဝုံသူမေရာယသိအခါကျုံဆွချွေပြရိတ်ကြားမလုံးကတောင်းသောစကဝါကရက်ဖြာလေးကုန်ကောင်းသောပက္ခရဲမြလာပြီကဆုံးပစ္စည်းမဘဝမေစီမအရာလုံမနီအင်းရဲ့ရကုန်တရားမြမငွေထီလွှမ်းချုံမာယာရီဝီမဟိတိမြတ်ရဲ့တရေချီရတဲ့ဝမ်းပြရွှေငုံလက္ခဏာကြီးငယ်သွဲသွဲဆုံးရှုပွဲတင့်ဝဲတော်ရာယုံမဟာတက္ကရာ68ကျုံအခါနှခဝိတာခါဆုံးဘဂဝါစိတ်နာဝိဇာတာကုံကောင်းသောဘက္ခရဲမြလာပြေကဆုံးဝိတာဝရီနတ်စစ်တီပေါင်းမတရားပလီလူလာကြပုံဘုရားရှင်တူလာကြကုန်ပါရမီ7ပါးရဲ့သာကအရှိန်ဟုံးမနတွေကုန်တပယသိညာကုန်အပရာဇိတာပလီမြရွှေဘုံသာဝိညုတညမရလေကုန်ယခုရင်မထစတူရင်ငါကုန်ဝိရိယတရာယုံပုရိအားဆုံးဉာဏ်တော်ဆင်းရဲကုန်အရဟံပွင့်လာရဲမြလာပြီကဆုံးဝိတာဝရီ
လူလာကြပုံဘုရားရှင်လူလာကြကုန်ပါရမီ10ပါးရဲ့ဇာကအရှိန်ဟုတ်နာနာတွေကိုတပရာသိညာကုန်အပရာဇိတာပလီမြရွှေဘုံသမင်းညူကြညမရလေကုန်ယခုရင်မထားစတူရင်ငါကုန်ဝရိယသရာယုံပုရိအားလုံးမြတ်တော်စိနေကုန်အရဟံဝိနာရဲ့မြလာပြေကစုံပန်းမဟာယနာတိမလာမင်းတို့အင်းကြီးအယကုန်ပန်းမဟာယနာတိမလာမင်းတို့အင်းကြီးအယကုန်နှုတ်ရွှေကြံကုန်မျက်စိနာကတိတချွေရဲ့ဘုံဒေသနာခန္ဓာရာနိဘိက္ခဝေအာမန္တယာမိဟောဝေယဓမ္မသင်္ခါရအပမရိနာသံပါရိထာဤသို့နောက်ဆုံးမင်းကပရိနိဗ္ဗာန်ပြုတော်မူခဲ့ပုံခောဓမ္မသောအမတရွှေဘုံစံဝင်ခဲ့တာကျုံစီနာဥတ္တရာဗုဒ္ဓလာပြေကဆုံ